ခုဒီဟာကတော့ဒီ online ငွေရှာနည်းပေါ့နော်အဓိကတော့သူကအင်္ဂလိပ်ဆရာတွေအင်္ဂလိပ် skill ရှိတဲ့လူပေါ့နော် skill ကောင်းတဲ့သူတွေဒီအလုပ်ကိုလုပ်တင်တယ်လို့ကျွန်တော်တို့ထင်ပါတယ်သူကဒီနိုင်ငံသားမပုံတင်ရဲ့ဘာညာပေါ့ဒါကသူတို့ဒီအလုပ်တက်တောင်းတာပေါ့နော်ကျွန်တော်ဘာမှမဟုတ်ပေါ့ပြီးတော့ဘွဲရပြီးသားဖြစ်ရမယ်ပြီးတော့ကိုရီးယားចောင်းသားတွေနဲ့ဒီစာတင်ပေးတဲ့အချိန်မှာပြောမယ်ဆိုစိတ်ဝင်စားတဲ့သူပို့လို့ချင်တာပေါ့နော်ပြီးတော့အင်တာနက်ကိုကောင်းစွာသုံးနိုင်သူဖြစ်ရမယ် wifi နဲ့သုံးတာမဟုတ်ပေါ့နော်ပြီးတော့ကိုယ်ကိုယ်သိကောင်းမွန်ပြီးတော့ဖော်ရွေပြီးရိုးသားရှိတဲ့အင်္ဂလိပ်ဘာသာစကားစကီးကောင်းတဲ့လူပေါ့နော်အဓိကတော့ဒီတောင်ကိုတရားဦးစားပေးဖြစ်သည်ဆိုတာဒါအတိမှာပါဘယ်လိုပဲပြောဒီတောင်းတဲ့ဝတရားကိုအမြဲဦးစားပေးတဲ့လူကိုပြောဒီစာတင်ချိန်တွေလည်းပါတယ်အဲ့ဒီမှာသင်ချိန်တွေလည်းပါတယ်ဒီကိုရီးယားစံတော်ချိန်ပေါ့နော်စာတင်ပေးရမယ့်ချိန်တွေကတော့ပြီးတော့ပိတ်ရက်တွေကြတော့သူတို့ဒီကိုရီးယားနိုင်ငံရဲ့ပိတ်ရက်တွေမှာအတူတူပဲပေါ့နော်သူတို့နိုင်ငံမှာအလုပ်ပိတ်ရက်ဆိုဟိုဒီအလုပ်လျှောက်ထားသူလည်းပိတ်ရက်ရမယ်ပေါ့ပြီးတော့ငွေပေးရှင်းမှုနဲ့ပတ်သက်ပြီးတော့လည်းစိတ်ပူစရာမလိုပါဘူးတဲ့ဒီအတွေ့အကြုံဆိုတာကတော့ဒီစာတင်ပြီးအတွေ့အကြုံရှင်ပိုကောင်းတာပေါ့